အားလုံးပဲမင်္ဂလာပါ easy busy course ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဆိုလို့ရှိရင်20 English action verbs တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်verb ဆိုတာကပြုတာတွေလုပ်တာတွေကိုပြောတာပေါ့နော်ဥပမာ eat ဆိုတာကစားသည်စားနေတာလုပ်တာကိုပြောတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင် eat ဆိုတာက verb မြန်မာလိုဆိုရင်ကရိယာပေါ့နော် okay အဲ့ဒီကရိယာအလုံး20ကိုဒီနေ့လေ့လာကြည့်ရအောင် eat စားသည်ဥပမာအနေနဲ့ I eat rice ကျွန်တော်ထမင်းစားသည် eat eat စားသည်ဥပမာအနေနဲ့ I eat rice ကျွန်တော်ထမင်းစားသည် Number 2 drink တောက်သည် drink drink တောက်သည် example sentence ဥပမာအနေနဲ့ဆိုလို့ရှိရင် I drink water ကျွန်တော်ရေတောက်သည်တောက်တယ်ဆိုတာလှုပ်တာပဲเนาะလှုပ်တာပဲဆိုတော့ဒါကရိယာပဲ I drink water ကျွန်တော်ရေတောက်သည်လိုက်ပြောကြည့်မယ် repeat after me I drink water ကျွန်တော်ရေတောက်သည် go သွားသည် example အနေနဲ့ I go to school ကျွန်တော်ကျောင်းကိုသွားသည် repeat after me I go to school ကျွန်တော်ကျောင်းကိုသွားသည် come လာသည် example အနေနဲ့ come here ဒီကိုလာပါ come လာပါ here ဒီကို come here ဒီကိုလာပါ repeat after me လိုက်ပြောမယ် come here ဒီကိုလာပါ read ဖတ်သည် read read ဖတ်သည် example ဥပမာအနေနဲ့ I read a book ကျွန်တော်စာအုပ်တစ်အုပ်ကိုဖတ်သည် I read a book ကျွန်တော်စာအုပ်တစ်အုပ်ကိုဖတ်သည် I read a book နောက်တစ်ခု write ရေးသည် write write ရေးသည် example အနေနဲ့ I write a letter ကျွန်တော်စာတစ်စောင်ရေးသည် I write a letter ကျွန်တော်စာတစ်စောင်ရေးသည် repeat after me I write a letter ကျွန်တော်စာတစ်စောင်ရေးသည် Number 7 speak ပြောသည် speak speak ပြောသည်ဥပမာအနေနဲ့ example အနေနဲ့ I speak English ကျွန်တော်အင်္ဂလိပ်စကားပြောသည် repeat after me လိုက်ပြောမယ် I speak English ကျွန်တော်အင်္ဂလိပ်စကားပြောသည်နောက်တစ်ခါ repeat after me ဆိုတာကလိုက်ပြောမယ်အနောက်ကနေ I speak English ကျွန်တော်အင်္ဂလိပ်စကားပြောသည် listen နားထောင်သည်ဥပမာအနေနဲ့ဆိုလို့ရှိရင် listen to the teacher ဆရာမကိုနားထောင်ပါ teacher ဆိုတာဆရာမပေါ့နော်ဆရာလည်းဖြစ်နိုင်တယ်ဆရာမလည်းဖြစ်နိုင်တယ် listen to the teacher ဆရာမစကားကိုနားထောင်ပါတဲ့ listen to the teacher ဆရာမကိုနားထောင်ပါ repeat after me လိုက်ပြောမယ်နောက်ကနေ listen to the teacher Number 9 walk လမ်းလျှောက်သည် walk လမ်းလျှောက်သည် example အနေနဲ့ I walk to school ကျွန်တော်ကျောင်းကိုလမ်းလျှောက်သွားသည် I walk to school ကျွန်တော်ကျောင်းကိုလမ်းလျှောက်သွားသည် repeat after me အနောက်ကနေလိုက်ပြောမယ် I walk to school Number 10 run ပြေးသည် run ပြေးသည်ဥပမာအနေနဲ့ he runs fast သူပြေးတာမြန်သည် he runs fast သူပြေးတာမြန်သည် he runs fast သူပြေးတာမြန်သည် 11 open ဖွင့်သည် open ဖွင့်သည် open open ဖွင့်သည်ဥပမာအနေနဲ့ open the door တကားကိုဖွင့်ပါ open the door တကားကိုဖွင့်ပါ
close ပိတ်သည် close ပိတ်သည် close close ပိတ်သည်ဥပမာအနေနဲ့ close the window ပြတင်းပေါက်ကိုပိတ်ပါ close the window ပြတင်းပေါက်ကိုပိတ်ပါ close the window ပြတင်းပေါက်ကိုပိတ်ပါ study လေ့လာသည် study study လေ့လာသည် I study English ကျွန်တော်အင်္ဂလိပ်စာလေ့လာသည် repeat after me I study English ကျွန်တော်အင်္ဂလိပ်စာလေ့လာသည် learn သင်ယူသည်စာလုပ်တယ်ပေါ့နော်သင်ကြားသည်ကို learn သင်ယူသည် learn learn သင်ယူသည်ဥပမာအနေနဲ့ example sentence မှာ I learn new words ကျွန်တော်စကားလုံးအသစ်တွေကိုသင်နေသည် I learn new words new ဆိုတာအသစ်ပေါ့နော် word ဆိုတာစကားလုံးတွေကိုပြောတာ I learn new word ကျွန်တော်အင်္ဂလိပ်စာအသစ်တွေကျွန်တော်စကားလုံးအသစ်တွေကိုသင်နေသည် learn သင်ယူသည် repeat after me လိုက်ပြောမယ် I learn new words okay နောက်တစ်ခု teach သင်ကြားသည် teach teach သင်ကြားသည် she teaches English she teaches English she ဆိုတာသူမ teaches ဆိုတာသင်တယ်ဒါအမှန်တော့ teach မှာနော်ဒီမှာကဒါ grammar မှာနောက်မှကျွန်တော်အသေးစိတ်ပြန်ရှင်းပြမယ်ဒီမှာ teach မှာ as ပေါင်းလို့ရှိရင်သူက es ပေါင်းရတယ်ပေါ့နော်အဲ့ဒီမှာ teach နေရာမှာ teaches ဖြစ်သွားတယ် she teaches English သူမအင်္ဂလိပ်စာသင်ကြားနေသည် she teaches English သူမအင်္ဂလိပ်စာသင်ကြားနေသည် watch ကြည့်သည် watch ကြည့်သည်ဥပမာအနေနဲ့ I watch TV ကျွန်တော် TV ကြည့်သည် I watch TV ကျွန်တော် TV ကြည့်သည်လိုက်ပြောမယ် I watch TV ကျွန်တော် TV ကြည့်သည် play ကစားသည် children play football ကလေးတွေဟာဘောလုံးကိုကစားနေတယ် children play football children ဆိုတာကလေးတွေအများကြီးပေါ့နော် children play football football ဆိုတာဘောလုံး children play football ကလေးတွေကဘောလုံးတွေကိုကစားနေသည်ဒီမှာကစားတွေဆိုတာ play လောက်တာပေါ့နော်လောက်တာကို verb ကရိယာလို့ခေါ်တယ် work အလုပ်လုပ်သည် work အလုပ်လုပ်သည် work work အလုပ်လုပ်သည်ဥပမာအနေနဲ့ he works every day သူအလုပ်လုပ်သည် every day ဆိုတာနေ့တိုင်း he works every day သူနေ့တိုင်းအလုပ်လုပ်သည်လိုက်ပြောမယ် he works every day အဲ့နေရာမှာ I လို့လည်းပြောင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာဆိုလို့ရှိရင် verb က singular နဲ့ plural မှာပြောင်းသွားလိမ့်မယ်ဒါကနောက်မှ grammar မှာသင်ပေးမယ် he works every day သူနေ့တိုင်းအလုပ်လုပ်သည် help ကူညီသည်ဥပမာအနေနဲ့ please help me ကျေးဇူးပြုပြီးတော့ကျွန်တော်ကိုကူညီပါ please help me ကျေးဇူးပြုပြီးကျွန်တော်ကိုကူညီပါ repeat after me လိုက်ပြောမယ်နော် please help me ကျေးဇူးပြုပြီးကျွန်တော်ကိုကူညီပါ ask မေးသည် ask မေးသည် I ask a question ကျွန်တော်မေးခွန်းတစ်ခုမေးသည် I ask a question ကျွန်တော်မေးခွန်းတစ်ခုမေးသည်လိုက်ပြောမယ် I ask a question ကျွန်တော်မေးခွန်းတစ်ခုမေးသည် okay အားလုံးပဲဒီနေ့ကတော့20ပဲเนาะကရိယာ20ကိုသင်ပေးသွားတာဖြစ်ပါတယ်အင်္ဂလိပ်လို့ဆိုလို့ရှိရင်ဒါကို verb လို့ခေါ်မယ်မြန်မာလို့ဆိုလို့ရှိရင်ကရိယာဒါတွေကိုနေ့တိုင်းလေ့ကျင့်ပါပြီးလို့ရှိရင်ပို့ပြီးတော့တိုးတက်လာပါလိမ့်မယ်ပြီးလို့ရှိရင်ကျန်တဲ့သင်ခန်းစာတွေကိုနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ကြည့်ကြရအောင်